ကိုယ်စိတ်လေးကိုကောင်းအောင်ထားနိုင်ပြီဆိုလို့ရှိရင်တဲ့အမေဖေကမပေးနိုင်တဲ့စိတ်စိမ်ချမ်းသာတောင်းကိုယ့်ကိုထိမ့်သိမ့်လိုက်တဲ့စိတ်ကောင်းလေးကပေးနိုင်တယ်ဖန်တီးပေးနိုင်တယ်အင်ကြီးဝါပိစကြတဲ့ကဆွေတွေမျိုးတွေကကိုယ့်အကောင်းဆုံးဖြစ်အောင်ကိုယ်မလုပ်မပေးနိုင်ပြီပဲဟောဒီစိတ်လေးကလုပ်ပေးနိုင်တယ်လို့သမ္မာပဏိတံစိတ်တံတေယသောနံတတော်ကလေးအမေဖေကပေးတာတဲ့ပိုကောင်းတယ်ပိုကောင်းတဲ့အဆင့်ကိုပေးနိုင်တယ်ဆွေတွေမျိုးတွေကကူညီနိုင်တာတဲ့ပေးတဲ့အရာတဲ့ကိုပို့ပြီးတော့ကောင်းအောင်ပေးနိုင်တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒီကောင်းကောင်းပြုပြင်ထားတဲ့စိတ်လေးဘယ်လိုကောင်းကောင်းပြုပြင်ထားတာတော့ဆိုဟိုဒေါသထွက်ရင်လည်းဒေါသကိုထိန်းလိုက်တယ်အေးဒေါသထွက်ရင်တော့ဘာကျိုးရှိမှာတော့ဒေါသဆိုးကျိုးကိုပေးတတ်တယ်တော့အကုသိုလ်ဖြစ်အောင်မလုပ်နဲ့ကိုယ့်အကိုနော်လောဘဖြစ်လာလို့ရှိရင်လည်းလောဘကိုစဉ်းစားဆင်ញဉဏ်နဲ့ထိန်းနိုင်တယ်မောဟဖြစ်လာလို့ရှိရင်လည်းပျောက်ကင်းအောင်ထိန်းသိအဲ့ဒီလိုထိန်းနိုင်လို့ကောင်းသွားတဲ့စိတ်ကလေးဟာတဲ့အမေဖေကမပေးနိုင်တဲ့စိတ်စိမ်ချမ်းသာတောင်းဒီကိုယ့်ကိုထိန်းသိမ်းလိုက်တဲ့စိတ်ကောင်းလေးကပေးနိုင်တယ်ဖန်တီးပေးနိုင်တယ်